ယနေ့ခေတ်စိန်ခေါ်မှုနဲ့အခက်အခဲတွေများတဲ့ကမ္ဘာကြီးမှာအခွင့်အလမ်းကိုရွေးချယ်နိုင်သူတွေကသာအောင်မြင်မှုပန်းတိုင်ကိုအရောက်လန်းနိုင်ကြတာပါကျွန်တော်တို့ Stone Group တော့ကုမ္ပဏီအနေနဲ့အခွင့်အလမ်းဆိုတာလူတိုင်းနဲ့ထိုက်တန်တယ်လို့ယုံကြည်ပါတယ်ဒါကြောင့်လေကျွန်တော်တို့ Stone Group ဟာစောက်လို့ရင်းနဲ့အင်ချမ်းမြေလောကမှာထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်အောင်မြင်မှုကိုအခိုင်အမာရရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ Stone Group ကို1995ခုနှစ်မှာ Chairman ဦးသန်းလွင်ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးတော့နှစ်ပေါင်း30ဝန်းကျင်အောင်မြင်မှုတွေနဲ့အတူ ISO လက်မှတ်ရရှိထားတဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်ဝန်ထမ်းပေါင်း300ကျော်ကိုလည်းအလုပ်အကင်အခွင့်အလမ်းတွေပေးထားပါတယ်ကျွန်တော်တို့ Stone Group ရဲ့ရုံးချုပ်ဟာဆိုရင်ရန်ကုန်တိုင်းကမာရွတ်မြို့နယ်လှဲတန်းလမ်းစုံနေပြည်လမ်းမပေါ်က M Tower ဆယ်လော်မှာတည်ရှိပြီးတော့နယ်မြို့ကြီးများမှာလည်းရုံးခွဲများဖွင့်လှစ်ထားပါတယ်ဆောက်လုပ်ရေးနယ်ပယ်မှာလည်းလမ်းတရားမီးရထားလမ်းကျောင်းတို့အပြင်စောက်ဦးများစွာကိုစောက်လုပ်ခဲ့တယ်လို့ကျွန်တော်တို့ Stone Group ဟာ developer လုပ်ငန်းတွေကို2018ခုနှစ်မှာစပြီးတော့လုပ်ကိုင်နေတာပဲဖြစ်ပါတယ်လက်ရှိမှာတော့ရွှေတန်းကဘာငါးပစုံမွေးမြူရေးစီမံကိန်းရွှေရည်ကမ်းခြေအိမ်ယာစီမံကိန်းBlue Mountain Villa မြဝတီ New City မြဝတီ City Villaဘီလီယံနာကော်မာရှယ်ဆုံးစတဲ့စီမံကိန်းတွေကိုအကောင့်ထဲပေါ်ထားတာပဲဖြစ်ပါတယ်ပေါ်ဆောင်ထားတဲ့ project တိုင်းမှာဆိုရင်လေတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝရှိခြင်းအချိန်မီပြီးစီးမှုရှိခြင်းယုံကြည်စိတ်ချရခြင်းဝယ်ယူသူများအတွက်စိတ်ကျေနပ်မှုရရှိစေခြင်းနိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီခင်ပီစွာအကောင့်ထဲပေါ်ဆောင်ရွက်ထားခြင်းတို့ကြောင့် Stone Group ကပြုလုပ်တဲ့အယောင်ပွဲတိုင်းမှာတင်မှတ်ထားတာထက်ပိုပြီးတော့ရောင်းအားကောင်းခဲ့တာပဲဖြစ်ပါတယ်Stone Group ကဖော်ဆောင်တဲ့ project တွေဟာ customer များအဆင်ပြေစေရေးအတွက်ပေးမှန်များကိုလည်း15နှစ်အထိအရေးကြစီစဉ်ပေးထားခြင်းဘဏ်နဲ့ချိတ်ဆက်စရာမလိုဘဲနဲ့ developer လုံးရရှိခြင်းတို့ကြောင့်ကုမ္ပဏီနဲ့ customer ကြားမှာလည်းခိုင်မာတဲ့မဟာမိတ်အဖြစ်တည်ဆောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင် customer တွေဟာငွေမကြေခင်မှာပဲအမျက်အစွန်းတွေရရှိနေတာမို့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတွေကိုဖြစ်ပေါ်စေတဲ့အတွက်ကျွန်တော်တို့အလွန်ပီတိဖြစ်ရပါတယ်။ခိုင်မာတဲ့အင်ချမ်းမြေရင်းနှီးမြှုပ်နှံမှုဆိုတာအမျက်အစွန်းရဖို့အသေးချဆုံးဖြစ်ပါတယ်။ Stone ရင်းနှီးမြှုပ်နှံမှုတွေအကောင်းဆုံး Stone, the best partner for your investment.